Grade 12 Physics Chapter 2 Section 1 က Centripetal Force နဲ့ပတ်သက်တဲ့အကြောင်းကိုဆက်ကြည့်ပါမယ် Upward threats lifting force on a plane လေယာဉ်တစ်စီးကွေ့တဲ့အခါမှာလိုအပ်တဲ့ centripetal force ကိုဘယ်ကရတယ်လဲ Upward threats လို့ခေါ်တဲ့ lifting force အဓိကနေရတယ်လေယာဉ်တစ်စီးပြန်တန်းတဲ့အခါမှာလေယာဉ်ရဲ့ပန်ကာကြီးတွေကမှုတ်ထုတ်လိုက်တဲ့အနောက်ကိုမှုတ်ထုတ်လိုက်တဲ့လေရဲ့ reaction force ကြောင့်ဒါမှမဟုတ်ရင်မှုတ်ထုတ်လိုက်တဲ့ gas တွေရဲ့ reaction force ကြောင့်လေယာဉ်ကိုအရှိကိုတွန်းထုတ်တဲ့အားတစ်ခုရှိတယ်ပြီးတော့အဲ့ဒီလေယာဉ်ကိုရှေ့မှာရှိတဲ့လေတွေကပြန်တွန်းဆွဲထားတဲ့ drag force တစ်ခုရှိတယ်လေယာဉ်ကိုအောက်ကိုဆွဲချနေတဲ့ gravitational force တစ်ခုရှိတယ်။ဒါဆိုရင်လေယာဉ်အပေါ်ကိုတက်ဖို့အတွက်ဘာအားလို့သလဲဆိုတော့လေယာဉ်ရဲ့တောင်ပံကိုခုံလေးလှုပ်ထားတယ်။လေကအပေါ်ကအခုံးကိုဖြတ်တာရယ်အောက်ဘက်အညီကိုဖြတ်တာရယ်ဖြတ်သွားတဲ့အခါမှာလေရဲ့ speed မတူဘူး။တနည်းအားဖြင့်ပြောရင် momentum မတူလို့ speed မတူတာ။ speed မတူဘူး။စီးဆင်းနေတဲ့အရေအငွေ့တွေက velocity ပြောင်းရင် pressure လည်းပြောင်းတယ်အဲ့တော့လေယာဉ်ရဲ့တောင်ပံအပေါ်ဘက်ကဖြတ်သွားတဲ့လေကအောက်ဘက်ကဖြတ်သွားတဲ့လေထက်ကို speed ပိုမြန်တယ် speed မြန်တဲ့နေရာမှာ pressure နည်းတယ်ဒီအပေါ်ဘက်က pressure ကနည်းတယ်အောက်ဘက်က pressure ကများတယ်အဲ့ဒီခါကျတော့ pressure difference ဖြစ်လာတယ် area ရှိတယ်အဲ့ဒီတော့ lift force ဆိုတာဖြစ်လာလေယာဉ်ကိုအပေါ်ကိုပင့်တင်တဲ့ lift force အဲ့ဒီ lift force သို့မဟုတ် lifting force ကလေယာဉ်ကိုယ်တယ်နဲ့ထောက်မှန်ကြလေယာဉ်ကိုစောင်းလိုက်တဲ့အခါမှာသူကဒီလိုဖြစ်သွားတယ်အဲ့ခါကျတော့ component နှစ်ခုဖြစ်လာတယ်ဒီလိုမျိုးရေပြင်ကြီး component ကလေယာဉ်ကိုတန်းချက်မြင်းတိုင်းဆက်မသွားဘဲနဲ့ကွေ့သွားဖို့အတွက်ကိုသူကအထောက်အပံ့ပေးတယ်ဒါကြောင့်လေယာဉ်ရဲ့ lifting force ရဲ့ horizontal component သည်လေယာဉ်ကွေ့ဖို့လိုအပ်တဲ့အခါမှာစဝိုင်းပုံပတ်ဖို့လိုအပ်တဲ့အခါမှာ centripetal force ကိုဖြစ်လာစေတယ် The upward thrust the lifting force အပေါ်သို့ပင့်တင်အားသို့မဟုတ်ပင့်မထားတဲ့အား acts သက်ရောက်တယ် normally to an aeroplane body လေယာဉ်ကိုယ်တယ်ကိုတောက်မှန်ကြသက်ရောက်တယ် when the aeroplane tilts လေယာဉ်ကကွေ့လိုက်တဲ့အခါမှာ the horizontal component အဲ့ဒီအပေါ်ကိုပင့်တင်ထားတဲ့အားရဲ့ရေပြင်ကြီးအခွဲက acts လှုပ်ဆောင် normally တောက်မှန်ကြဘယ်သူနဲ့တောက်မှန်ကြလဲ to the motion of the aeroplane လေယာဉ်ကတန်းချက်မြင်းအတိုင်းဆက်သွားဖို့ကြိုးစားနေတဲ့အချိန်မှာသူတို့ကအဲ့ဒီတန်းချက်မြင်းကိုတောက်မှန်ကြပြီးတော့အတွင်းဘက်ကိုဆွဲတယ်လို့သက်ရောက် causing the aeroplane to turn in a curve ဒီ aeroplane ကိုအတွင်းဘက်ကိုကွေ့စေမဲ့အားတစ်ခုသို့မဟုတ် centripetal force ဗဟိုဆွဲအားကိုဖြစ်လာစေတယ် This means that ဆိုလိုချင်တဲ့အဓိပ္ပာယ်က the horizontal component of the lifting force လေယာဉ်ကိုအပေါ်ကိုမတင်ထားတဲ့အားရဲ့ရေပြင်ကြီးအခွဲသည် on the aeroplane အဲ့ဒီလေယာဉ်ပေါ်မှာတက်ရောက်နေတဲ့အပေါ်ကိုပင့်တင်ထားတဲ့အားရဲ့ရေပြင်ကြီးအခွဲသည် provides ပေးတယ်ဘာကိုပေးတယ်လဲလိုအပ်တဲ့ centripetal force ကိုပေးအဲ့တော့အောက်ဘက်ကပုံမှန်ကြည့်မယ်ဆိုရင်ဒါကလေယာဉ်ကပုံမှန်ရှေ့တူရှုကိုပဲသွားနေတယ်ဆိုရင် weight နဲ့ lifting force နဲ့ balance ဖြစ်တကယ်လို့လေယာဉ်ကိုကွေ့ဖို့စောင်းလိုက်ပြီဆိုပါစို့လေယာဉ်ကိုကွေ့ဖို့စောင်းလိုက်ပြီဆိုရင် lifting force သို့မဟုတ် normal force ကလေယာဉ်ကိုယ်တယ်နဲ့တောင်းမှန်ကြသက်ရောက်တယ်အဲ့ဒီကောင်ကို
နှစ်ပိုင်းခွဲလိုက်တယ်ရေပြင်ကြီးအပိုင်းရဲ့ထောင်လိုက်အပိုင်းရဲ့ထောင်လိုက်အပိုင်းကတော့လေရင်ကြီးရဲ့ weight ကို balance လုပ်ထားပြီးတယ်ရေပြင်ကြီးအပိုင်းကကြတော့ဒီလေရင်ကွေ့ဖို့အတွက်ဗဟိုကိုဦးတည်တဲ့ centrifugal force ဗဟိုချင်းအားကိုဖြစ်ပေါ်လာစေတယ်ဒါကြောင့်မို့လို့လေရင်ကတန်းကျက်မြင်တိုင်းတဲ့မသွားတော့ဘဲနဲ့ကွေ့လို့ရသွားတာဖြစ်တယ်